ဒီမှာပတ်စံတွေ့လားမင်းတက်တစ်ချောင်းတော့ငါဝယ်လို့ရတယ်ဟယ်လို ငါမှထောင်ချောင်းတစ်လုံးရှိတယ်အခုလာခဲ့ အေးငါခဏနေလာခဲ့မယ်နော် မရဘူးအခုလာခဲ့ငါမင်းကိုလိမ့်စာပို့ထားပြီ အာဘာတော့ဒီကောင်ရစေငါတို့ဟိုဘက်တော်လိုက်မယ်တော်မယ်နေဆိုင်တော်မယ်ဘယ်မှာလဲလူက မလေးတွေ့လားဖမ်းမမြင်လား ပါတယ်အဲ့လောက်ထိလောနေရတော့မင်းထောင်ကြောက်တလုံးလို့တာပြောနေတော့ပါလေကျကအဲ့လောက်တေးလေးလက်ကဆုပ်စာပဲရှိတော့ ဒီချာကြည့်ပါမကြည့်ပဲနဲ့ပြောနေလေကြည့်ပြီးမှပြော ကြောက်ကတော့ မောလျံသူ့ရဲ့အတီအပေါ်မှာဆိုအကြီးကမန်းအောင်နဲ့လာရင်ဦးလာတယ်နော်အကြီးလေးကတော့တစ်ခါစင်းခန်းတာကဲဒီအောက်ပတိတော့အတူထောက်ရှိကြောက်ရအရောင်ကလည်းပေးနေအောင်ဒါမျိုးဆိုရင်တော့တကယ်တော့လုံးဝချတနာကောင်းကောင်းဝင်နိုင်တဲ့အရင်မျိုးမလို့ပေါင်းရမှာဒီမှာလေးလည်းရှိနေကြောက်နော်ဒီကနေတောင်းချောအလိုဆက်လာ မင်းဒီကြောက်ဘယ်လောက်စီးမလဲ တောင်းထောင်ဆိုရင်ပြတ်မှာ အေးမင်းကြောက်3000ငါ3000မကြိုက်ဘူး300ပဲကြိုက်တယ်စီးမလား မင်းပြန်လိုက်တော့မင်းကြီးလည်းမတတ်နိုင်ဘူးသွားတော့ ပါလေမင်းတို့အစင်းနဲ့ငါမောင်းထုတ်ရဲပေါ့နော်ဒီမှာကြည့်ဒီမှာပတ်စံတွေ့လားမင်းတက်တစ်ချောင်းတော့ငါဝယ်လို့ရတယ် အဲ့ဒီဒီကြောက်ကိုသိကောင်းအောင်ပေးလေ ဟုတ်ပြီပြန်ထိုင်ငါနေကြောက်တစ်ချက်ပြန်ကြည့်ပေးမယ်မင်းဒီကြောက်မှာအမြင့်ဆုံး900ပေးမယ်ရိုင်းစီဘီမေးကြည့်လိုက်တော့ ဒီမှာတော့ပေးပေးခဲ့မယ် ဟုတ်ပြီကဲအခုစီလိုက်တဲ့900နဲ့ကြောက်ကရပြီဆိုရင်တော့ညီမဒီလိုပလက်လန်မှာအေးစစ်စစ်အနားယူရိုက်အောင်ကြောက်လေးကြောက်ကတော့ တော့ပါရတယ် ဟုတ်လား ဟုတ်တယ် โอเคကိုမမရီကြောက်လေးရနော်900နဲ့ရပြီဒီမှာ925သိန်းဒါ30ပေါ့ရော့ ဆက်ဝတ်တယ်လေတော့ ဒီ30ရောထည့်ပေးရလားဒီထိုင်မှာထိုင်တာငါတနားကြော်လို့ရှိငေါ့ပေါမှာကျွေးလို့လည်းမင်းတော်မယ်